Namo Tassa Bhagavato Arahato Dhamma Sambuddhassa Namo Tassa Bhagavato Arahato Dhamma Sambuddhassa Namo Tassa Bhagavato Arahato Dhamma Sambuddhassa Long Song Mya Swa Tattva Chanda Ko Siat Mye Ba Se Upayampi Kin Sin Wei Ngြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလူရာပြေကတည်ကြည်စွာပညာတို့ပါစေလူရာပြေကတည်ကြည်စွာပညာတို့ပါစေလူရာပြေကတည်ကြည်စွာပညာတို့ပါစေဒီကကြောတော့ကြောဒီကညိုမြစကူကတော့အချောင်းပါဘူးပါပြတော့ဆိုတော့ကြာကာမတုပ္ပနာစိတ်24ပါးပြခြင်းရဲ့အကြောင်းကိုပြတယ်ဟုတ်လားဟဲ့ကာမတုပ္ပနာစိတ်24ပါးပြခြင်းအကြောင်းဝေဒနာပြဉာဏ်ပြသင်္ခါရပြဖြင့်24ပါးပြတယ်ဝေဒနာ2ပါးပြတယ်အဲ့ဒီ2ပါးပြတဲ့ဟာကိုဉာဏ်2ပါးနဲ့မြောက်တော့ဉာဏ်4ပါးဖြစ်သွားတယ်ဟုတ်ဟဲ့အဲ့ဉာဏ်4ပါးပြတာကိုအဲ့4ပါးရတဲ့အပြောင်းနောက်ထပ်သင်္ခါရလည်း2မျိုးအသင်္ခါရတတ်တယ်က2မျိုးနဲ့ထပ်မြောက်လိုက်ရင်10ပါးဖြစ်သွားတယ်ပေါ့အဲ့ဒီမျိုးအပြင်ကုသိုလ်က10ပါးဝိပဿနာ10ပါးကရိယာက10ပါးဆိုတော့7 3 24ဖြစ်ပါတယ်ဟုတ်လားဟဲ့အဲ့ဒါလေးပဲပြရတယ်အဲ့တော့ဝေဒနာပေတော့တာဝယုတ်တော့ဝေဒနာကွဲပြားတာတော့ဟုတ်တယ်ဉာဏ်နဲ့သင်္ခါရဘယ်လိုကွဲပြားဉာဏ်နဲ့သင်္ခါရကွဲပြားတာကိုဉာဏ်နဲ့သင်္ခါရကိုယ်တိုင်ကလုံးလိုက်တာဉာဏ်ရှင်ရင်ဉာဏ်နာတံပယုတ်ဉာဏ်မရှိရင်ဉာဏ်နာဝိပယုတ်ဟုတ်လားဟဲ့သင်္ခါရရှိရင်သသင်္ခါရိကသင်္ခါရမရှိရင်အသင်္ခါရိကလို့ဒီလိုလေးပြောပါတယ်အဲကျန်တဲ့အဓိပ္ပာယ်နည်းနဲ့တော့တိတ်ထူးခြားခြားမရှိပါဘူးနော်ကဲရူပဝဆရာစိတ်နဲ့ပတ်သက်ပြီးတော့ကြာဝိတ္တရဲ့အဓိပ္ပာယ်ဟုတ်လားဟဲ့ဝိတ္တရဲ့အဓိပ္ပာယ်ကအာရမဏဝိတ္တကေတိအာယုံကိုကြံစီတတ်တယ်ကြံစီတယ်ဆိုတာဘာလို့ဆိုတော့သံယုတ်ဓမ္မေနိတော့အဘိနိရောပေတိသူနဲ့ရှင်ဘက်တရားတွေကိုအာယုံထက်သူရောက်အောင်ပို့ဆောင်ပေးတတ်၏ရှေးရှုရောက်စေတတ်၏ဒီဆိုကြောင့်ဝိတ္တလို့ခေါ်ပါတယ်သူရဲ့လက္ခဏာကသောသာဇာတနာအာရမဏဘိနိရောပနလက္ခဏောအာယုံတို့ရှေးရှုတင်ပေးခြင်းလက္ခဏာရှိပါတယ်နော်ဥပမာလေးနဲ့ဖြင့်ပြရတယ်ပေါ့ဝိတ္တရဲ့သဘောဝါးလေးကိုရှေးရှုတင်ပေးတဲ့သဘောကိုလက္ခဏာလေးနဲ့ပြအောင်ဥပမာလေးနဲ့ပြတယ်အားဆိုလို့ရှိရင်ဝိတ္တနဲ့ရှင်တဲ့စိတ်တွေကအာယုံတို့ရှေးရှုတဲ့သဘောရှိတယ်ဆိုလို့ရှေးရှုတင်ပေးတယ်ဆိုလို့ရှိရင်ဝိတ္တနဲ့မရှင်သောစိတ်တွေကြဘယ်လိုလုပ်မလဲဝိတ္တနဲ့မရှင်သောစိတ်တွေကလည်းပဲဝိတ္တရဲ့အစွမ်းဖြစ်တာလည်းအာယုံတို့တက်ပါတယ်အဲတော့ဝိတ္တနဲ့မရှင်တဲ့စိတ်တွေထဲမှာဒုဝိသဝိညာဉ်30ပါတယ်ဒုတိယဇာစသည်ပါတယ်ပေါ့ရှင်တဲ့စိတ်ကဝိတ္တမှာဒုဝိသဝိညာဉ်30ပါးတပါးတော့ကျန်တဲ့ကာမစိတ်44ပါးရဲ့ပထမဇန်စိတ်ရဲ့ဒါပဲရှင်တာကိုဟုတ်လားဟဲ့အဲဒါမရှင်တဲ့ဒုဝိသဝိညာဉ်30တို့ဒုတိယဇာစသောစိတ်တွေဟာဘယ်လိုလုပ်ပြီးတော့အာယုံထက်တို့တက်တာတော့ဟုတ်လားဟဲ့အာယုံတို့ရှေးရှုတင်တာတော့ဆိုအဲ့ဒါကိုဒီမှာပြတယ်ပင်စဝိညာဉ်နဲ့အာဝိတကံမိဝဋ္ဌာရမဏသင်္ကတနာပလီနာဒုတိယဇနာဒီနိစာအဋ္ဌိမဘာဝနာပလီနာအဘိနိရောဟန္တိအာယုံတို့တက်ဖို့ကိုပြပါတယ်နော်အဲ့ဒါလေးကိုတော့မှတ်အောင်နော်ဝိတ္တပြီးတော့ဝိစာရရဲ့အဓိပ္ပာယ်ကိုဖွင့်ပြလိုက်မယ်ကဲဆိုကြအောင်အာရမဏေဒေနာစေဣဇရတိတိဝိစာရောအာရမဏေအာယုဏဒေနာထိုသဘောဖြင့်စိတ်တံစိတ်ကိုဝိစရတိလဲ့လေတဲ့ဤဒီတို့ကြောင့်ဝိစာရောဝိစာရမီစိတ်လဲ့လေတဲ့သော
the vogo, we saw that. No, like, I unite the vote. No? Now, by your door, Aramana numizana like a node. Do you like an hour from ya? Though to we saw the Aramana numizana like a no. Are you go a pam? What died the gado, pitchin, like a nashi? We saw don't that singing in the world, do that check it. Don't that singing is a good eater, ayo, go jet, ayo, pam. Jancy don't that never. Now put I the get to pit this or don't that the bow your have it, no? The don't that in the voice you want, the don't that in like an ashiwa this with the yawa, do Babe, no? I only go, pam, put I the get to pitch like an ashi, tape a salute, Rebejaro. I only go 10, I only go, pam, put I the lumio. Yamil do it with a chain son. We saw don't that chain, don't that church charges. We saw don't that in the world to check it on. Like an adana to way. The Tahida Raido my Eda Edo E. I don't E. Wizarago, a Nudana Daddy, Nudana who do in Nedicto, Nubia Abbey. Nudana does Iona Pamba, Sesayue Pamba. I don't know. Sesado, Sei, Pijong, Pia, who you need to Nubia Rajiva, Tadua, Dilaganaligo. One of you must do Taubia Tarabano, they do Sakai at Taubia, Sari de Malay, Nutana, Sutana Shiva de Rajamlo, Wisaraha, Numizana Lakana Shiva de Rubia. Oh, we know, the Dimalia, but Wizara Tapene, Wizara Lakanaligo, Miami, no? And I will alcoholia, Bubuja, Miko Lare, Tojiao, Etasa, Wizara do, Olarika that they were bobbing a mati nasa, but a makanda bikado, ya, say the door, but a mabini bando, we that go, and do the ya, and do the sarana, we sorrow. We don't know Saraya, two jar at the volley, the Libiamake, and they were again, or the limit itself. So, Zateru, Ola Eta, Iwida Wizara Nabado, doing Wizara do, Wizara te, Ola Rigatina, Ayongo, Yumunai, Jandi, Pshijan Lagan, that they were Wizara Ibe, Bobingamatina, Shi Dwai, Pshijan Lagan, Nabado, Batama, Kanda, Bikado, ya, Kaulon Night. How long night, Dika Chinjo Patama, Adangedu, say the door, say Patama, Bini Bando, Ayo night, she's a child chin the road, with that go, with that gami. I don't Ayo my shoes are jarred the bogo, with that locore, you know Malayan. Alright, Patama, Bini Bando, with that go, with that sura, Ayo night, shoes are child that day. I don't Iona shoes or jail that are don't do me. Alright. About Iona shoes or John the Wizarate, Ion Yumuma, Bobby the Jandan at the Boshi. Alright. Wizara Jarado, Pama don't done it. Lulu Yame. Alright. We did that don't that the woman who do a chance that the water nearly Janabo. Alright. I don't. I don't. We take a Wizarate. Shoes or Jaya, Ioni Bomma shoes or Yara, Wizard Raja, Paman don't that. However, we take a jam, maybe some wizard or Jantare at a hold their corner or Panya, Buguamana, don't that the volleyball. And as a wizard, we take a Yazon, Ioma Shishu Jaya at the Voshi there, Valo Shishu Jaya at the Voshi and also, and I would change your mamma, Wizarado or Ladigatina, Wizarate, Ion Yumuna, Bobido, Jandando John Laga. That they were to Wizara, Bobing a Matina, she do I if you John Laga, I John the Church, shoes or Jabare. Obilahi. Alena, and a Jandan Edward, Wizarate, Ayumuma, Wizarate, Jandan Edward John Laga, Wizara, she do I Piedo John Laga, we take a Ayumuma, a Yazon Jar, she jarable, no? We take a Wizara, do we take a Ayumu, Jansi General Wizaraga, Ayumu, don't that chamber. As a drone who pit away the way I am pit down the Witega I am pit there, the Verana, Witega shoes or Jare, but I only Mamma
ရှေးဥစွာကြားတယ်ရလားဟဲ့အဲ့တော့ဒါလေးကိုအချင်းချင်းမှတ်ထားလိုက်ကျန်တန်းရှေ့သွားကျန်တန်းရှေ့သွားကျောင်းနှစ်ပါးမတ်သားတက်ကဥစွာကြားကျန်တန်းရှေ့သွားကျောင်းနှစ်ပါးမတ်သားတက်ကဥစွာကြားဝိတက်ကဘာလို့အရင်ဆုံးအာယုန်ဒီမှာဥစွာကြားရတာတော့ဝိစာရတဲ့ကျန်တန်းတို့ကြောင့်၎င်းအာယုန်ယူမှု၌ကျန်တန်းတို့ကြောင့်၎င်းဝိစာရဤရှေ့သွားဖြစ်သောကြောင့်၎င်းပေါ့ကျန်တန်းရှေ့သွားကျောင်းနှစ်ပါးကျန်တန်းရှေ့သွားကျောင်းနှစ်ပါးမတ်သားတက်ကဥစွာကြမတ်သားတက်ကဥစွာကြအဲတော့အာယဝိတ္တဟာအာယုန်ဒီမှာဥစွာကြရောက်တယ်ဘာလို့တော့ဝိစာရတဲ့အာယုယူမှာကျန်တန်းသောကြောင့်၎င်းဝိစာရဤရှေ့သွားဖြစ်နေတဲ့အတွက်ကြောင့်၎င်းဝိစာရတဲ့အရင်ဆုံးသူကကျန်တဲ့အာယုန်ဒီပေါ်မှာကြာရောက်မှုရှိပါတယ်ဘာနဲ့တူလို့ဆိုတော့ကြာပထမခန္ဓာဘိနိပထမခန္ဓာဘိခါတော်ရာတဲ့ဟုတ်လားခေါင်းလုံးဤဒီကနေ့ပထမအတန်ခေါင်းလုံးပထမစတည်ရဆိုဒူးကျတော့ကြက်အတန်ကျဲမိတယ်ခါရဲရက်မတော့ခေါင်းလုံးနေပြီးတဲ့ခါကျရင်သတိထားခဲ့နော်သတိထားကြည့်လိုက်ရင်ဘုံပထမဆုံးစပြီးတော့မြည်လိုက်တဲ့အတန်ဟာတော့ကျဲသွားတယ်အဲ့ဒါပြီးတဲ့နောက်မှာဖြည်းဖြည်းချင်းအတန်သွားနေမှာဒူးသွားနေနော်အဲ့လိုမျိုးအဲ့ဒီမှာကျတော့ဝိတ္တရဲ့သဘောကျပထမဆုံးထွက်လာတဲ့အတန်နဲ့တူတယ်ဒုံဆိုတာမှလာတော့ဒါကျေကြီးပေါ့ကျန်းတယ်ပေါ့ခါရရင်နားတော့မခံနိုင်ဘူးလားခေါင်းလောက်တီးတော့မယ်ကိုနားနဲ့ကတ်တော့ဒုံဆိုကနားမခံတာလာနားကြီးတော့ကွာဘလို့တွေတော့နော်အဲ့လိုမျိုးတူပါတယ်တဲ့နော်ဒါပြီနော်ကဲဒါဥပမာလေးပြောတာအနုရောဝိယအနုသစ္စရဏဝိဇာရောတဲ့အနုရောဝိယခေါင်းလောင်းဤပါတယ်တော့နောက်ထပ်အတန်ကဲ့သို့အနုသစ္စရဏအာယုန်၌အဖန်မဲ့လက်လက်ခြင်းသဘောကိုကြတော့ဝိစာရောဝိစာရလို့ခေါ်ပါတယ်တဲ့အဲ့တော့ဝိတ္တနဲ့ဝိစာရရဲ့သဘောလေးဥပမာပြောပြီးတော့ညာအထူးရေးခဲ့စမ်းမှာဆိုလို့ရှိရင်ခေါင်းလောင်းကနေခေါင်းလောင်းတီးလိုက်တဲ့အခါပထမဆုံးထွက်ပေါ်လာတဲ့အတန်ကဲ့သို့ပထမဆုံးကြာရောက်တဲ့သဘောလေးကိုဝိတ္တလို့ခေါ်တယ်တဲ့ဟုတ်လားဟဲ့နောက်ထပ်ထွက်လာတဲ့အတန်ဒီကဲ့သို့အဖန်ပန်လှည့်လေခြင်းသဘောလေးကိုကြတော့ဝိစာရလို့ခေါ်ပါတယ်တဲ့ဟုတ်လားဟဲ့ဒါဝိတ္တနဲ့ဝိစာရအဲ့တော့ပထမဆုံးမလို့ခေါင်းလောင်းတန်ကိုနားထောင်ကြည့်လိုက်ဒူးနောက်ကလာအတန်လေးလိုက်လဲနော်အဲ့ပထမစပြီးတော့じゃမြည်သွားတဲ့အတန်ကြီးကလည်းကျန်းတယ်ခါတချို့ဆိုနားတော့မခံနိုင်ဟုတ်လားဟဲ့အဲ့ဒါဒီပါနဲ့တူတယ်ဆိုရင်ဝိတ္တနဲ့တူတယ်နောက်ကနေဖြည်းဖြည်းချင်းလေးဒူးဆိုနောက်ကနေဒုက္ခမှုနဲ့နားတော့လိုက်လာတဲ့အတန်လေးတွေကျတော့ဝိစာရဟုတ်ပြီလားအဲ့ဒါဝိတ္တနဲ့ဝိစာရရဲ့သဘောလေးနားလည်ပြီနော်ကဲအဲ့ဒါလေးမှတ်ဝိဘာရောစိတ္ထဝိတ္တကိုစိတ်တတပရိဖန္ဒနာဘူတောစသည်သာမကသေးဣဋ္ဌဤဝိတ္တဝိစာရနှစ်ပါးအထူးတို့တွင်ဝိဘာရဝါအဲ့ဒါဝိဘာရဝါအာယု၌တုံလှုပ်ခြင်းသဘောရှိသောအဲ့ဒါဝိတ္တကောဝိတ္တတိစိတ်တတစိတ်ပရိပန္နနာဘူးတော့တုံလှုပ်ခြင်းသဘောဖြစ်၏နောက်တစ်မျိုးဥပမာပြမှာတော့ဟာကြတော့ခေါင်းလောင်းရဲ့ပထမခေါင်းလောင်းတီးတဲ့အခါပထမထွက်ပေါ်လာတဲ့အတန်နဲ့ဝိတ္တနဲ့တူတယ်နောက်ထွက်ပေါ်လာတဲ့အတန်နဲ့ဖန်သုံးသက်ခြင်းဝိစာရနဲ့တူတယ်ဟုတ်ပြီလားဟိနောက်တစ်မျိုးဆိုပြတော့မှာစသည်တာမကသေးဣဋ္ဌဤဝိတ္တဝိစာရနှစ်ပါးတို့တွင်ဝိဘာရဝါအာယုန်၌တုံလို့ခြင်းသဘောရှိသောဝိတ္တကိုဝိတ္တတိစိတ်တတပရိပန္နနာဟုသောစိတ်တတစိတ်ပရိပန္နနာဟုသောတုံလို့ခြင်းသဘောနဲ့တုံလို့ခြင်းသဘောဖြစ်၏ဥပမာပြောပါစေအာဂါတိကောင်းငင်၌ဥပတိတုကာမတ္တပါရောပြန်တန်းခြင်းကအလိုရှိသောပြန်တန်းလိုသောတကုဏတငှဲ့ဤပက္ခဝိခေဘောဝိယပါတော့အတောင်ခတ်ခြင်းနဲ့တူ၏ငှဲ့ရဲ့ပထမဆုံးအတန်ကောင်းငင်မို့တက်ခြင်းဆိုငှဲ့ကအတောင်မှန်ခတ်မှပေါ်တက်လို့ရတာလေဟုတ်လားဟဲ့အတောင်မှန်ကိုမခတ်ဘူးဆိုလို့ရှိရင်တက်လို့မရဘူးအဲ့တော့ငှဲ့ရဲ့အတောင်မှန်ခတ်ခြင်းနဲ့တူပါတယ်ဒါကဝိတ္တရဲ့သဘောလေးဟုတ်လားဟဲ့နောက်တစ်ခုကဘဒုမာဘိ
မုခပါတောယသာခန္ဓာနုဘန္ဒစေတသောဗမရတခန္ဓာနုဘန္ဒစေတသောခန္ဓာယုံတို့အစဉ်လိုက်သောစိတ်ရှိသောဗမရတပဒုံဤပဒုမာဘိမုခပါတောယဟဲ့တော့ဘရုံမာကြတော်သို့ရှေးရှုပြန်တန်းခြင်းနှင့်သူ၏နောက်တဏ္ဍာဥဒိဝိစာတော့တော့ကြတော့ဝိတက်ကောရဲ့သဘောကဝိဖာရဝဝိတက်ကောပေါ့ဝိတက်ကောဝိတက်သည်ဝိဖာရဝဘာလို့အာယုန်၌တုံလို့ခြင်းသဘောရှိတာအထူးလေးတွေကိုပြတယ်ပထမတနည်းတုံးကကြတော့ခေါင်းလုံးဤဟွာတယ်ဗါတယ်ခေါင်းလုံးဤပထမသိတဲ့တန်းနဲ့တူတယ်ဒုတိယကကြတော့နောက်ထွက်ပေါ်လာတဲ့တန်းနဲ့တူတယ်ဝိတ္တဝိစာရရဲ့အထူးတစ်မျိုးနောက်တစ်မျိုးကကြတော့တဲ့ဝိဘာရဝစိတ္တဝိတ္တကိုစိတ်တတပရိပန္နဘုဒ္ဓဝိတ္တလေးဟာစိတ်ရဲ့တုံလို့ခြင်းသဘောရှိသည်ဖြစ်၏တဲ့နောက်တစ်မျိုးကကြတော့တဏ္ဍဝတိဝိစာရောဝိစာရာလေးကကြတော့ငြိမ့်သက်ခြင်းငြိမ့်သက်သောဖြစ်ခြင်းရှိ၏ဟုတ်လားဝိစာရတိငြိမ့်သက်သောဖြစ်ခြင်းရှိစိတ်တတစိတ်၏နာတိပရိပန္နဘုဒ္ဓအလွန်မတုံလှုပ်ခြင်းသဘောဖြစ်၍ဖြစ်သောစိတ်တတစိတ်ဤတဏ္ဍဝတိငြိမ့်သက်ခြင်းသဘောရှိပါတယ်ဝိစာရတငြိမ့်သက်ခြင်းသဘောရှိတယ်ဟိုကကြတော့တုံလှုပ်ခြင်းသဘောရှိတယ်ဝိတ္တနဲ့ဝိစာရရဲ့အထူးလေးကိုပြတယ်နော်ဘောပေါက်လားဥပမာတွေပြတော့ဘာနဲ့တူလို့ဆိုငှက်ရဲ့အတောင်မှန်ဖြစ်ခြင်းနဲ့တူတယ်နောက်တစ်မျိုးအနေနဲ့ပြောရင်တော့ဘရုံမာကြာတော့သူရှေးရှုခြင်းနဲ့တူတယ်ဘရုံမာကြာနဲ့မှာလက်လင်းနေရနဲ့တူတယ်ပေါ့ဟုတ်ပြီနော်နောက်အင်္ဂါတိနောက်တစ်မျိုးပါလို့ပြတော့ဆိုအင်္ဂါတိဥပတိတတတကုဏတပက္ခပဒါရဏဝိယဒါကြတော့တော့ဝိစာရရဲ့ဝိစာရရဲ့ဟွာတွေကိုပြန်ပြီးတော့ပြတော့မှာတော့ဝိတက်ရဲ့ဥပမာတွေပြပြီနော်ဝိတက်ရဲ့ဥပမာကဘာတော့ဒီကောင်းကင်ကိုပြန်တက်ဖို့အတွက်တောင်မှန်ငှက်တဲ့ငှက်နဲ့တူအတောင်မှန်ခတ်တဲ့ငှက်နဲ့တူတယ်နောက်တစ်မျိုးအဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ဘရုံမာကြာတော်တွေကိုလှည့်လည်နေတဲ့ဘရုံနေနဲ့တူတယ်ပေါ့လိုက်ဘရုံရဲ့ဘရုံမာကြာတော်မှာရှေ့ရှုပြန်သွားခြင်းနဲ့တူတယ်ပေါ့ဒါကဝိတ္တရဲ့သဘောလေးကိုထုတ်ပြတယ်နော်ဝိစာရကကြအဲ့လိုမဟုတ်ဘူးတဲ့ငြိမ့်သက်သက်ဖြစ်ခြင်းသဘောရှိတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အာဂါတိကောင်းငင်နဲ့ဥပ္ပတိတ္တဘာလို့ဟိပြန်သွားတော့တကုဏတငှက်ဤကောင်းငင်ကိုပြန်နေတဲ့ငှက်ရဲ့ပက္ခပဒါရဏဝိယစံတန်းခြင်းကဲ့သို့တူ၏ဓမ္မတော်ကကြတော့ငှက်ကတောင်မှခတ်တော့ကြတုံလှုပ်လို့ရှိတယ်ပေါ့ဟုတ်လားဒါဝိတ္တရဲ့သဘောငှက်ကတောင်မှခတ်ပြီးတော့အရှင်ရသွားရင်ကောင်းငင်မောကြဘာဖြစ်လာတော့မခတ်တော့ဟုတ်တယ်မလားတောင်မှမခတ်တော့ဘဲနဲ့တောင်မှကြီးဖျဲကားထားလိုက်တာလေပေါ်မှာဝဲပြီးတော့လေဟုန်စီးပြီးသွားနေမှာလားသူကကြတော့အတန်မမြည်တော့ဘူးပေါ့ငြိမ့်သက်ခြင်းသဘောရှိတယ်ဥပမာပြောရရင်တောင်မှန်မဟုတ်လားတငှက်ကလေးဟာကောင်းငင်မောတက်ပြီးသားငှက်ကလေးဟာငှက်ရဲ့တောင်မှန်ဖြန့်ခြင်းနဲ့တူပါတယ်တဲ့သူရဲ့ငြိမ့်သက်ဖြစ်သွားတယ်ပေါ့နော်အချိန်ရတော့ကြလေဟုန်စီးုံပဲဟုတ်လားဒါနဲ့တူပါတယ်ဒါဝိစာရရဲ့သဘောနောက်တစ်မျိုးပြောမယ်ဆိုရင်ဘဒုမတ္တဥပရိဘာကေပရိပဝဏံဝိယသဘယ်တော့ဘရုမာဘိမုခပတိတတဘာလို့ဟိဘရုမာကြာတော့သူရှေးရှုပြန်သွားပြီးတော့ဗမရတဘရုံဤဘာလို့ဘဒုမတ္တဘရုမာကြာတော့ဤဥပရိဘာကေအထက်၌ပရိပမဏံဝိယသာရှေဝဲခြင်းနဲ့လည်းတူ၏တော့ကဘရုမာကြာတော့မှလှည့်လေတယ်ခုကြတော့ကြသူတို့ကစားတော့ပဲဆိုလို့ရစ်ဝဲနေတာဟုတ်လားလေပြီးတော့ရေဝဲတာနဲ့တူပါတယ်တဲ့ဟုတ်လားဒါဝိတ္တနဲ့ဝိစာရရဲ့အထူးတော့ပါရဲ့လားပထမတစ်ခါအဲ့တော့ဝိတ္တနဲ့ဝိစာရအထူးကိုဥပမာ၃မျိုးအနေနဲ့ပြတယ်ပေါ့နော်ပဋိပ္ပယ်၃ရက်အနေနဲ့ပြတယ်ပေါ့နော်ဟုတ်တယ်မလားကြာရောက်တယ်ဝိစာရတဲ့အရင်ကြာရောက်တဲ့သဘောရှိတယ်ဟာရှေးဥစွာကြာရောက်ခြင်းသဘောဒီဝိတ္တနောက်ကြာရောက်ခြင်းသဘောဒီဝိစာရဒါနောက်တစ်ခုကလဲ့လေခြင်းသဘောရှိတယ်လဲ့လေဆိုတော့ဥပမာပြတယ်ပေါ့နော်ဝိဖာတော်ဟာအာယုန်၌တုံ့လုံခြင်းသဘောရှိတယ်သူကဟွာကတော့ဒိဗ္ဗေနေရတုံ့လုံခြင်းသဘောရှိတယ်ဥပမာပြောရရင်ဘရုံမှာကြာတော်ထဲမှာ
လဲလေတဲ့တောင်းမှငှက်တဲ့အဲ့တော့ပြန်ပြီးတော့ကြည့်အောင်နည်းနည်းလေးရှုပ်နေမှာဆိုလို့နော်အဲ့တော့လူရင်းလေးကိုဘာကောင်းကြည့်မလို့ဣဒ္ဓဝိစာရတော့ဩလာရိကထေနတက်တိဝပုပ္ပကမထေနသာပထမဘိခန္ဓာဘိနိပထမခန္ဓာဘိဂါတော်ဝိယာစေတသောပထမဘိနိပါတော်ဝိတက်ကိုဒါလေးကိုလိုချင်ဆက်ထားတယ်မှာပထမဘိနိပါတော်ဝိတက်ကိုဝိတက်သည်အာယုန်၌ရှင်းစွာကြောက်ခြင်းသဘောရှိ၏သူရဲ့သဘောလေးအရင်ဆုံးမှတ်လိုက်နော်ရှင်းစွာကြောက်ခြင်းသဘောရှိ၏နောက်ဝိဇာရရဲ့သဘောကဘာလဲတော့အနုသင်္စရဏဝိဇာရောဒါလေးကိုမှတ်လိုက်နော်အနုသင်္စရဏဝိဇာရောအာယုန်၌ဖန်ဖန်လှည့်လည်ခြင်းသဘောရှိ၏ဒါတို့နှစ်ခုရဲ့အထူးဒါတစ်ခုပြတယ်နော်တစ်ခုကကြအာယုန်ကိုရှင်းစွာကြောက်ခြင်းသဘောရှိတယ်ဝိဇာရကြတော့အာယုန်၌လှည့်လည်ခြင်းသဘောရှိတယ်အဲ့တော့ကြာရောက်တယ်တစ်ခုကလှည့်လည်တယ်ဒါအထိပ္ပယ်အထူးတည်းဟုတ်ပြီလားသူအဲ့ဒါကြတော့ဥပမာတွေဘာတွေကဘယ်လိုတော့ဘာကြောင့်ရှင်းစွာကြာရောက်တာတော့ဆိုတဲ့အကြောင်းကိုတော့ပြပြီးသွားပြီနော်ရှင်းစွာကြာရောက်ခြင်းရဲ့အကြောင်းကကြတော့ကြာတော့ပြောလို့ဗါတယ်တော့ကြမ်းတမ်းတဲ့အတွက်ကြောင့်၎င်းဝိဇာရတဲ့ကြမ်းတမ်းတဲ့အတွက်ကြောင့်၎င်းဝိဇာရကြီးရှည်သောဖြစ်နေတဲ့အတွက်ကြောင့်၎င်းအာယုံမှာရှင်းစွာကြာရောက်တယ်ဟုတ်လားအဲ့တော့အဲ့ရှင်းစွာကြာရောက်ခြင်းသဘောတည်ဝိတက်ကြာရောက်ပြီးတဲ့နောက်မှာဖန်ဖန်လှည့်လည်ခြင်းကြာပြီးသားအာယုံပေါ်မှာဖန်ဖန်လှည့်လည်အဲ့အာယုံကိုသုံးသပ်နေခြင်းသဘောကိုကြတော့ဝိဇာရအားလေနော်ဒါတစ်ချက်နောက်တစ်ခုကဘာလို့ဆိုတော့ကြာဝိတက်ကိုစိတ်တတပရိဖန္ဒနာဘုဒ္ဓဝိတက်ကိုဝိတက်လျာစိတ်တတပရိဖန္ဒနာဘုဒ္ဓတုံလုံးခြင်းသဘောရှိတယ်နောက်တစ်မျိုးပြဟုတ်ပြီလားအဲ့ဒါလေးကလူရင်းအရင်ဆုံးမှာပေါ့နော်နောက်တစ်ခုကဘာလို့ဆိုတော့စိတ်တတနာတိပရိဖန္ဒနာဘုဒ္ဓပါတယ်တော့အလွန်မတုံလုံးခြင်းသဘောဖြစ်၍ဖြစ်တယ်တဏ္ဍဝတိငြိမ့်သက်ခြင်းသဘောရှိတယ်ပေါ့ဟုတ်လားငြိမ့်သက်ခြင်းသဘောရှိတယ်ပေါ့တဏ္ဍဝတိဝိဇာရောပါပဲလို့ရင်းမှာနော်တဏ္ဍဝတိဝိဇာရောလေးဒီစိတ်တတစိတ်နာတိပရိဖန္ဒနာဘုဒ္ဓတုံလုံးခြင်းသဘောဖြစ်၍ဖြစ်သောတဏ္ဍဝတိငြိမ့်သက်ခြင်းသဘောရှိ၏ဟုတ်အလိုမတုံလုံးခြင်းသဘောရှိသည်ဖြစ်သောတဏ္ဍဝတိငြိမ့်သက်ခြင်းသဘောရှိတယ်တုံလုံးမှုမရှိဘူးတုံလုံးမှုကင်းတယ်ပေါ့ဟုတ်လားပထမဝိတက်ကကြတော့တုံလုံးခြင်းသဘောရှိတယ်ဝိဇာရကြတော့တုံလုံးခြင်းသဘောမရှိဘူးငြိမ့်သက်တယ်ပေါ့တုံလုံးခြင်းကင်းပြီးတော့ငြိမ့်သက်တယ်ဒါသူ့ရဲ့အဓိပ္ပာယ်နှစ်ရပ်ပဲနော်အဲ့တော့အဓိပ္ပာယ်နှစ်ခုဝိတက်ဝိဇာရရဲ့အဓိပ္ပာယ်နှစ်ရပ်တနည်းအားဖြင့်အထူးလို့ရေးခဲ့သမှာဆိုလို့ရှိရင်ပထမနည်းကဘာလဲဟဲ့ပထမဘိနိပါတော်ဝိတက်ကိုအနုသင်္စရဏဝိဇာရောဒါအဓိပ္ပာယ်တည်းမှတ်တာဟုတ်လားပထမဘိနိပါတော်ဝိတက်ကိုအနုသင်္စရဏဝိဇာရောဟုတ်ပြီလားအဲ့ဒါဘာလို့တော့အဓိပ္ပာယ်ကောက်လိုက်လို့ဘယ်လိုရတော့မလဲရှေးဥစွာအာယုန်၌ကြောက်ရောက်ခြင်းသဘောဒီဝိတက်မြည်ပါသည်ဟုတ်လားနောက်တစ်ခုပါမယ်အာယုန်၌ဖန်ဖန်လှည့်လည်ခြင်းသဘောသည်ဝိဇာရမြည်ပါသည်ဟုတ်လားဝိဇာရသဘောရှိပါလှည့်လည်ခြင်းသဘောရှိဆိုလို့ရတယ်တူတူပဲနော်နောက်တစ်ခုပါဆိုဝိပါရဝစိတ္တဝိတက်ကိုစိတ်တတပရိဖန္ဒနာဘုဒ္ဓဒါလေးလို့ကျန်တဲ့ဥပမာလေးတွေကတော့ဒါလေးတွေကိုနားလည်ဖို့အတွက်ထည့်ထားတာနော်အဲ့တော့နောက်တစ်နည်းကကျတော့ဝိတက်သည်တုံ့လုပ်ခြင်းသဘောရှိတယ်လို့ဒီလိုအခြေချုပ်မှတ်လိုက်ဟုတ်လားဝိတက်ဒီပါလေတော့တုံ့လုပ်ခြင်းသဘောရှိတယ်တုံ့လုပ်ခြင်းသဘောရှိတယ်အဲ့နော်စိတ်တတပရိဖန္ဒနာဘုဒ္ဓဒါကိုပြောတာစိတ်တတစိတ်ပရိဖန္ဒနာဘုဒ္ဓတုံ့လုပ်ခြင်းသဘောရှိသည်ဖြစ်၍ဖြစ်နောက်ဝိဇာရကြတော့ဝိဇာရောစိတ်တတနာတိပရိဖန္ဒနာတဏ္ဍဝတိဝိဇာရောစိတ်တတနာတိပရိဖန္ဒနာဘုဒ္ဓအလွန်မတုံ့လုပ်ခြင်းသဘောရှိသည်ဖြစ်သောစိတ်တတစိတ်တဏ္ဍဝတိဝိဇာရောငြိမ့်သက်ခြင်းငြိမ့်သက်သောဖြစ်ခြင်းရှိ၏မတုံ့လုပ်တော့ဘဲနဲ့ငြိမ့်သက်သွားတယ်ပေါ့တုံ့လုပ်မှုကင်းပြီးတော့ကြာ
ငြိမ်သက်သွားတယ်ဒါကြတော့ဝိစာရရဲ့သဘောဟုတ်ပြီလားဟေ့နားလေနော်ဒါဝိတဝိစာရရဲ့သဘောရေးခဲ့စားမှဆိုအဲ့ဒါပဲပေါ့ဥပမာလေးတွေပါလေမေးပြီဆိုမှဥပမာကြတော့ကြာပထမဥပမာကဘာလဲဆိုတော့ကြာခေါင်းလောင်းရဲ့ပထမမြည်ဖောင်းခေါင်းလောင်းထုတ်လိုက်တဲ့အခါမှာပထမမြည်တဲ့အတန်နဲ့ဝိတက်နဲ့တူတယ်နောက်ဆက်ပြီးတော့ထွက်ပေါ်လာတဲ့အတန်တွေနဲ့ဝိစာရနဲ့တူတယ်လို့ဒီလိုမှတ်ရမှာပေါ့နော်နောက်ဥပမာလေးရကြအောင်ဆိုတော့ကောင်းကင်ဘုံကိုပြန်တက်ဖို့အတွက်ငှက်ရဲ့အတောင်မှခတ်ခြင်းနဲ့ဝိတက်နဲ့တူတယ်ပတော့ပေါ်တက်ပြီးသားငှက်ကအတောင်မှဖြန့်လာနေကြတော့ဝိစာရနဲ့တူတယ်ငြိမ်သက်သွားပြီတောင်မှခတ်နေတော့ကငြိမ်သက်လာဆိုရင်မငြိမ်သက်ဘူးတုံလို့တဲ့သဘောရှိတယ်အဲ့ဒါကဝိတက်နဲ့တူတယ်ဟုတ်လားကောင်းကင်ဘုံရောက်သွားပြီကောင်းအတောင်မှဖြန့်လာပြီဆိုတဲ့ခါနာဘာနဲ့တူလဲဆိုရင်ဝိစာရနဲ့တူတယ်ငြိမ်သွားပြီလေးလာတဲ့တိုင်းဒါလေးစီယုံသွားမယ်နော်နောက်တစ်ခုကကျတော့ပထုံးနေပေါ့နော်ပထုံးနေရဲ့ပထုံးမှာကြာတော့တဲ့မှာလှဲ့လင်းရတဲ့လူတွေတဝီဝီနဲ့ပေါ့ဟုတ်လားဟဲ့သူတို့လိုချင်တာများများတဝီဝီနဲ့လှဲ့လင်းရတဲ့ဝီတက်နဲ့သူတွေတဲ့ဟုတ်လားဟဲ့နောက်တစ်ခုကကျတော့ပထုံးရဲ့ဥပမာဘာလို့ဆိုရေဝဲခြင်းသူတို့ကြိုက်တွေ့သွားတဲ့ဟိုမှာရေဝဲခြင်းနဲ့တူသွားတယ်ငြိမ်သွားပြီဟုတ်လားဟဲ့မတွေ့ခင်တော့သူတို့ကြိုက်တဲ့ကျန်တဲ့မတွေ့ခင်မရှင်အကုန်လိုက်ရှာနေမလားပထုံးလေးတွေကပြပထုံးလေးတွေသူတို့လိုချင်တဲ့ဟာများများအဲ့နော်ဒူနော်ဝူဆိုလဲလဲနေနောက်ဆုံးသူတို့ကြိုက်တယ်လို့ဆိုရင်ရေဝဲပြီးတော့ကြာအဲ့နာမှာနားပြီးတော့ကြာသူတို့လိုချင်တဲ့ဝတ်မုံလေးရဲ့ဟိုဟာကိုစုပ်လိုက်တော့တာပေါ့နော်အဲ့ဒါနဲ့ကျတော့ဝိစာရနဲ့တူတယ်တဲ့နားလေရလားဟဲ့ဒါဥပမာလေးတွေပေါ့နော်အဲ့တော့စာကိုကြည့်လို့ကျန်နည်းနည်းရှုပ်နေတဲ့သဘောရှိလို့မို့အဲ့ဒါတစ်ခေါက်ပြန်ပြောလိုက်တာအဲ့တော့လိုရင်းအချင်းချုပ်လေးတွေမှာပါဝိတက်တိအာယုန်၌ရှိဆိုကြောက်ခြင်းသဘောရှိ၏ဝိစာရတိအာယုန်၌ဖန်မှန်လှည့်လည်ခြင်းသဘောရှိ၏ဒါကပထမအထူးပေါ့ဟုတ်ပြီလားနောက်တစ်နည်းပါဆိုရင်ဝိတက်တိတုံလုံးခြင်းသဘောရှိ၏ဝိစာရကျတော့တုံလုံးခြင်းသဘောမရှိဘဲနဲ့တုံလုံးခြင်းကင်းပြီးတော့ငြိမ့်သက်ခြင်းသဘောရှိတယ်လို့ဒီလိုလေးမှတ်လိုက်ဟုတ်ပြီလားဒီလိုလေးဥပမာအဲ့ဒါကျန်တဲ့ဥပမာလေးတွေကတော့ကိုယ်တွေးကြည့်လိုက်ပေါ့နော်ကဲအဲ့ဒါလေးကိုစောင်းဖို့အကျဉ်းလေးမှတ်ထားစမ်းပါကြာရောက်လှည့်လေကြာရောက်လှည့်လေကြာရောက်လှည့်လေဒါကဝိတက်နဲ့ဝိစာရရဲ့ပထမအထူးပြောတာဝိတက်ဒီအာယုန်၌ရှိစွာကြောက်ခြင်းသဘောရှိ၏လှည့်လေကအာယုန်၌ဖန်မှန်လှည့်ခြင်းသဘောရှိ၏ဒါဝိစာရကြာရောက်လှည့်လေဒါကဝိတက်နဲ့ဝိစာရရဲ့ပထမအထူးကြာရောက်လှည့်လေတုံလို့ဝဲတုံလို့ဝဲကင်းရတဲ့တခုဝိတက်ကတုံလို့ခြင်းသဘောရှိပြီးတော့ကြာဝိစာရကျတော့တုံလို့ခြင်းကင်းပြီးတော့ငြိမ့်သက်ခြင်းသဘောရှိတယ်ဒီလိုပြောရမှာပေါ့နော်ကြာရောက်လှဲ့လေဒါကကြာရောက်ကဝိတက်အတွက်လှဲ့လေကဝိစာရအတွက်ဟုတ်လားတုံလို့ကဝိတက်အတွက်တုံလို့ဝဲကင်းဆိုတာကတော့ဝိစာရအတွက်ပေါ့တုံလို့ချင်းကင်းပြီးတော့ကြာငြိမ့်သက်ခြင်းသဘောရှိတယ်လို့ဒီလိုလေးမှတ်ပါဘောနော်ကြာရောက်လှဲ့လေတုံလို့ဝဲကင်းသဘောသွင်းတဲ့ဥပမာလေးတွေမှတ်ပေါ့သဘောလေးတွေမှတ်ပေါ့နော်သဘောသွင်းထူးခြင်းတက်နှင့်စားထူးခြင်းတက်နှင့်စားဝိတက်နဲ့ဝိစာရရဲ့ထူးတဲ့သဘောလေးတွေကြာရောက်လှည့်လေဒါကပထမအထူးလေးကိုရေးလိုက်တယ်တုံလို့ဝဲကင်းတုံလို့မှုရဲ့တုံလို့ချင်းကင်းတာရဲ့တုံလို့ဝဲကင်းသဘောသွင်းထူးခြင်းတက်နှင့်စားသဘောတွင်ထူးခြင်းတဲ့နေစားဒါဝိတ္တနဲ့ဝိစာရရဲ့ထူးခြားတဲ့သဘောလေးလက္ခဏာမှတ်သားသဘောလေးပေါ့အဲ့တော့သူ့ရဲ့ဥပမာတွေကိုရေးခြင်းနေတယ်ဆိုဥပမာလေးတွေရေးထားပေါ့နော်ဝိတ္တနဲ့ဝိစာရရဲ့ဥပမာပြတဲ့ဥပမာလေးတွေကပထမဆုံးခေါင်းလောင်းမိတာနဲ့ပြတယ်ဒုတိယကျတော့ငှက်ပြန်တဲ့သဘောလေးနဲ့ပြတယ်နောက်တစ်ရက်ကျတော့နောက်တစ်ခုကျတော့ပြပရုံးတွေပြန်တဲ့ဟန်နဲ့ပြတယ်ပေါ့နော်အဲ့တော့ပထမဆုံးခေါင်းလောင်းရဲ့အတန်နဲ့ကြတော့ကြာဝိတ္တနဲ့တူတယ်နောက်ထွက်ပေါ်လာတဲ့ခေါင်းလောင်းရဲ့အတန်နဲ့ကြတော့ဝိစာရနဲ့တူတယ်ဒီလိုနိုင်တယ်ဟုတ်ပြီလားဟဲ့ဒုတိယတစ်ခါကျတော့ကြာငှက်ပြန်တယ်ငှက်ပြန်ဖို့အတွက်တောင်ပန်ခတ်တာနဲ့ဝိတ္တနဲ့တူတယ်ဟုတ်ပြီလားဟဲ့ပြန်ပြီးသားငှက်ရဲ့တောင်ပန်ဖြန့်လိုက်တာနဲ့ကြတော့ကြာဝ
ဝိစာရနဲ့တူတူတုံလို့ချင်းမရှိတော့ဟုတ်လားဟဲ့နောက်ပြားပရုံးနေရနတ်ရှာတဲ့ပြားပရုံးနေရအဲ့ဒီသူတို့ရှားနေတဲ့ပန်းကင်းထဲမှာတဝီဝီမြည်ပြီးတော့ကြာအော်ရနဲ့ဝီတက်နဲ့တူတယ်ဒီလိုပြောတာနော်သူတို့လိုချင်တာရတော့ကြာပြားကိုစုပ်လိုက်တဲ့အချိန်မှာနော်ဒီဘယ်လိုပြောမှာတော့ဒီသူတို့လိုချင်တဲ့နေရာကိုကြာရောက်ခြင်းနဲ့ကြတော့ကြာဝိဇာရနဲ့တူတယ်ဟုတ်လားဟဲ့အဲ့ဒါလေးကိုပြတယ်အဲ့ဒါလေးကိုဥပမာလေး3မျိုးပါတယ်နော်အဲ့ဒါလေးလည်းပဲဆောင်းမိုးလေးရေးထားတော့မှတ်ချင်လဲမှတ်လို့လွယ်သွားတာပေါ့နော်ခေါင်းလုံးမြည်တံငှက်ပြန်ဟန်နှစ်ခေါင်းလုံးမြည်တံငှက်ပြန်ဟန်နဲ့ခေါင်းလုံးမြည်တဲ့အတန်လေးနဲ့နှိုင်းပြပါပထမဆုံးအမြည်တဲ့အတန်ကဝိတက်နောက်ဆက်ပေါ်လာတဲ့အတန်ကဝိစာရနဲ့တူတယ်ခေါင်းလုံးမြည်တံငှက်ပြန်ဟန်နဲ့အဲ့တော့ပထမဆုံးငှက်ပြန်ဖို့အတွက်တောင်းပန်ခတ်တာနဲ့ဝိတက်နဲ့တူတယ်ပြန်ပြီးသားငှက်ဟာတောင်းပန်ဖြန့်တာနဲ့ကြတော့ဝိစာရနဲ့တူတယ်ပခပဒါရဏဝိယဆိုတော့လားဟဲ့ခေါင်းလုံးမြည်တံငှက်ပြန်ဟန်နဲ့တပံမှတ်ထုံးပြားပရုံးပြန်နောက်တစ်မျိုးတော့ပြားပရုံးပြန်တာလေးနဲ့ဥပမာပေးတယ်ပြားပရုံးတွေဟာအနက်လိုချင်တဲ့အခါမှာသူတို့လိုချင်တဲ့ဝတ်ရည်တွေကိုရဖို့အတွက်သူတို့အနက်ရှိတဲ့နေရာသွားကြတယ်ပေါ့အနက်ရှိတဲ့နေရာနဲ့လိုချင်တာများချင်းတဝီဝီနဲ့လိုက်ရှာနေကြတာဟုတ်တယ်လိုချင်တဲ့ရနံ့ရပြီသူတို့စုပ်ချင်တဲ့ဝတ်မုံလေးရပြီဆိုအဲ့နာမှာကြာပြီးတော့ကြာအဲ့နာမှာနားပြီးတော့အေးဆေးဆုပ်ယူသွားတာပဲဟုတ်လားအဲ့ဒါလေးနဲ့တူတယ်တဲ့နော်ပြတပံမထုံပြပရုံပြန်ပြီလားတပံမထုံပြပရုံပြန်ပုံဟံမပြက်နှိုင်းရှင်ချက်ဝိတက်ဝိစာရာဒါဝိတက်နဲ့ဝိစာရာရဲ့ဥပမာလေးတွေပုံဟံမပြက်နှိုင်းရှင်ချက်ဝိတက်ဝိစာရာရှင်းရလားဟဲ့ရှင်းပါရဲ့နော်အဲ့တော့ဒီတိုင်းလှည့်တဲ့အခါအနက်လေးလှည့်တဲ့အခါနည်းနည်းရှုပ်လိမ့်မယ်နော်အဲ့ဒါလေးရှုပ်တတ်တယ်ဒါဝိတက်ဝိစာရနဲ့ဒီနေ့ရထားရအောင်နောက်နေ့ကျမှပီတိဒုက္ခတွေကြောင်းသွား